အားလုံးပဲမင်္ဂလာပါ KN Online English Class Beginner Level ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ lesson မှာ Introducing Yourself ဆိုတဲ့ topic လေးကိုသင်ကြားပေးသွားပါမယ် topic လေးကိုမစခင်မှာအရင်ဦးဆုံးကျွန်မမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ကျွန်မရဲ့နာမည်ကတော့ခင်ခက်ခက်ဝေးလို့ခေါ်တယ်ဒါပေမဲ့ teacher ခက်လို့ပဲလူအများစုကသိကြတယ်ကျွန်မက KN Learning Center မှာအင်္ဂလိပ်စာကို2022ခုနှစ်ကနေပြီးတော့အခုချိန်ထိသင်ကြားပေးနေပါတယ်ကျွန်မရဲ့ education background အနေနဲ့ AIU လို့ခေါ်တဲ့ Asia Pacific International University မှာ education major teaching emphasis နဲ့ management minor ကို BA ဘွဲကျွန်မ2022ခုနှစ်မှာရခဲ့ပါတယ်ဆိုတော့ internship ကိုလည်းကျွန်မ international ကျောင်းမှာပဲ6လသင်ကြားပေးခဲ့ပါတယ်6လဆင်းခဲ့တယ်ကျွန်မရဲ့ teaching experience နောက်တစ်ခုကကြတော့ကျောင်းမသွားတက်ခင်မှာ2016ကနေ2018ခုနှစ်နှစ်ပေါ့နော်EGG Academy မှာ Social Science ကိုကျွန်မသင်ကြားခဲ့တယ်ဆိုတော့ကျွန်မရဲ့ teaching experience က6နှစ်လောက်တော့ရှိပြီပေါ့နော်ဆိုတော့ဒီနေ့ topic လေးကိုပြန်သွားလိုက်ရအောင် talking about yourself ကိုအကြောင်းကိုပြောမယ်ဆိုလို့ရှိရင်ပေါ့နော်saying your name ကိုနာမည်ကိုပြောလို့ရတယ် talking about your nationality ကိုရဲ့နိုင်ငံသားကိုပြောလို့ရတယ် talking about your age ကိုရဲ့အသက်ကိုပြောလို့ရတယ် so introducing yourself ဆိုတဲ့နေရာမှာကိုမိတ်ဆက်တဲ့အချိန်မှာကိုနာမည်ကိုပြောတဲ့အချိန်မှာနှစ်မျိုးပြောလို့ရတယ်ဒီ example ထဲမှာပြထားတဲ့အတိုင်းပဲ hello I am Lila နောက်တစ်ခုကကြတော့ hi my name is Joe ဒါတော့စာရေးတဲ့ပုံစံမျိုးနဲ့လည်းပြောလို့လည်းရတာပေါ့နော် okay စကားပြောဆိုတော့အများစုကတော့အတူကသုံးတာများတယ်ဥပမာ I am Lila နေရာမှာ I'm Lila my name is Joe နေရာမှာ my name ကိုအတန်ထွက်လိုက်မယ် Joe my name's Joe အဲ့လိုမျိုးပြောလို့ရပါတယ် so ဒါက sentence structure လေးပါ speaking pattern လို့လည်းပြောလို့ရပါဘောเนาะဆိုတော့ကိုယ့်နာမည်ကိုပြောမယ်ဆိုလို့ရှိရင် subject ရဲ့ verb to be ရဲ့ name ကိုထည့်ရမယ် subject နေရာမှာ my name မဟုတ်ရင် I လို့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လူတစ်ယောက်ရဲ့နာမည်ကိုမိတ်ဆက်ပေးမယ်ဆိုလို့ရှိရင်အဲ့လူတစ်ယောက်ရဲ့နာမည်ကိုပြောလို့ရတယ်လှတော့အဲ့လိုမျိုးပေါ့เนาะဆိုတော့ဒီမှာကတော့သူကနှစ်မျိုးပဲပြောထားတယ် my name နဲ့ I နဲ့နောက်တစ်ခု verb to be နေရာမှာတော့ is နဲ့ am နဲ့နောက်တစ်ခုကကြတော့ name နေရာမှာကိုယ့်ရဲ့နာမည်ကိုထည့်မှာပေါ့เนาะဆိုတော့ my name is Lila I am Lila အဲ့လိုပြောလို့ရပါတယ်နာမည်ကတော့အမြဲတမ်းအကြီးနဲ့ရေးရမှာပေါ့နော် so talking about your nationality ကိုယ့်ရဲ့ nationality ဆိုနိုင်ငံသားကိုပြောမယ်ဆိုလို့ရှိရင်ကိုဘယ်နိုင်ငံကလာလဲကိုမြန်မာလာတယ်ဆိုရင်ကိုကမြန်မာနိုင်ငံသား so I am from Myanmar ဒီအရှေ့မှာရှိတဲ့မြန်မာကနိုင်ငံကိုပြောတာပေါ့နော်နိုင်ငံကလာတယ်ဒီအနောက်မှာရှိတဲ့မြန်မာကကျတော့နိုင်ငံသားကိုပြောတာအရင်တော့က Burmese လို့သုံးတယ် I'm from Myanmar I am Burmese လို့သုံးတယ်ဒါပေမဲ့ Burmese ဆိုတာကဘာသာစကားကိုပြောတာဖြစ်တယ်အခုနောက်ပိုင်းမှာမြန်မာလို့ပြန်ပြောင်းလိုက်တယ် passport တွေဘာတွေမှာကိုကြည့်ပေါ့နော်passport လုပ်တဲ့လူတွေဆိုလို့ရှိရင်သိလိမ့်မယ် Burmese လို့မရေးဘူးမြန်မာလို့ပဲရေးတယ်အခုနောက်ပိုင်းပေါ့နော် so talking about your age ကိုအသက်ကိုပြောတဲ့အချိန်မှာသူများကိုမေးလာမယ် how old are you မင်းတက်ဘယ်လောက်ရှိပြီလဲဆိုရင်ဒီမှာ I ကိုပြန်ဖြေဆို I နဲ့သုံးလို့ရပါဘောနော်ဆို I နဲ့တွဲသုံးတာ I am 25 years old ဒီ example ထဲမှာပေါ့နော်ဆိုတော့ teacher ခက်ဆိုလို့ရှိရင်တော့33နှစ်ရှိပြီဆို I am 33 years old ဒီနေရာမှာ years မှာ s ပါပါတယ် years မှာ s ပါတဲ့အတွက်ကြောင့်မလို့ဒီ o က I am 25 yearsအဲ့လိုမျိုးလဲပြောလို့ရတယ်ဒါပေမဲ့ဆက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ I am 25 years old အတန်ထွက်သွားတယ်ပေါ့နော်ဆိုတော့ teacher ခက်ဆိုလဲ I am 33 years old ဆိုတော့တခါတလေကြာလို့ရှိရင်ကျောင်းသားတွေကိုမိတ်ဆက်တဲ့အချိန်မှာအတန်ထွက်လေးတွေလွဲနေတာလေးရှိတယ်အဲ့ဒီအတန်ထွက်လေးတွေလွဲတဲ့အချိန်မှာဘာတွေဖြစ်သွားသလဲဆိုတော့အသက်တွေကအတကုံကြီးသွားတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဥပမာငါက14နှစ်ပါလို့ပြောတဲ့အချိန်မှာ I'm 14လို့မပြောဘဲနဲ့ I am 40လို့ပြောတယ်40ဆိုတာဖြစ်သွားလဲအသက်40အဲ့ဒါကြောင့်မို့လို့ pronunciation လေးတွေကအရန်ကိုသတိထားရပါမယ်ဆိုတော့ဒီ video clip ဒီသင်ခန်းစာထဲမှာ teacher က video clip လေးအတန်ဖိုင်လေးကိုထည့်ထားပေးတယ်ပေါ့နော်ကဲနားထောင်တူနားထောင်ကြည့်အောင် 1 2 2 3 3 4 4 5 5
Okay ဒီ video clip လေးကိုနားထောင်ရင်းနဲ့လိုက်ဆိုလို့ရပါတယ်เนาะ 1, 1, 2, 2, 3, 3, 4, 4, 5, 5, 6, 6, 7, 7, 8, 8, 9, 9, 10, 10, 11, 11, 12, 12, 13, 13, 14, 14, 15, 15, 16, 16, 17, 17, 18, 18, 19, 19, 20, 20, 21, 21, 22, 22, 30, 30, 40, 40, 50, 50, 60, 60, 70, 70, 80, 80, 90, 90, 100. 100. Right good ဒီနေ့သင်ခန်းစာလေးကိုပြန်ပြီးချုပ်ပြောရမယ်ဆိုလို့ရှိရင် talking about yourself ကိုအကြောင်းကိုပြောတဲ့အချိန်မှာဆိုလို့ရှိရင် say your name ကိုနာမည်ကိုပြောလို့ရတယ်ဆိုတော့ my name is teacher cat talking about your nationality ကိုရဲ့နိုင်ငံသားကိုပြောလို့ရတယ် I'm from Myanmar I'm Myanmar ကျွန်မမြန်မာနိုင်ငံလာပါတယ်ကျွန်မမြန်မာနိုင်ငံသားပါ talking about your age ကိုအသက်ပြောမယ်ဆိုရင်တော့ I'm 33 years old Thank you KN online English class beginner level now video တစ်ခုမှဆိုလို့ရှိရင်เนาะ teacher ခက်ကဒီနိုင်ငံနဲ့နိုင်ငံသားပေါ့เนาะ country and nationality ဆိုတာကိုနာမည်လေးတွေနဲ့အတန်ထွက်လေးတွေနဲ့ပြောပြပေးသွားပါမယ်ဆိုတော့ see you in the next video bye bye